မိတ်ဆွေများအားလုံးမင်္ဂလာပါဆရာမဒီနေ့ပြောပြမယ့်အကြောင်းလေးကကြီးပွားတိုးတက်ချမ်းသာလာတော့မယ်ဆိုတဲ့လူတွေရဲ့စိတ်နေသဘောထားပြောင်းလဲလာပုံနဲ့အနေအထိုင်ပြောင်းလဲလာပုံလေးအကြောင်းပြောပြချင်တာပါတကယ်ကိုအတိတ်ကံရဲ့ကောင်းကျိုးတွေခံစားရပြီးဒီဘဝမှာထင်ရှားတဲ့အကျိုးကျေးဇူးတွေပေါ်ပေါက်လာတော့မယ်သူဟာအခြေအနေဘလို့ပဲဖြစ်နေပါစေမိမိကိုမိမိတင့်တယ်အောင်နေထိုင်တတ်လာတယ်ဆိုလိုချင်တာကနော်ပြီးစလွယ်မနေတတ်ဘူးတန်တန်ရှင်းရှင်းနေတတ်တယ်နော်ရှိတာလေးနဲ့တန်တန်ရှင်းရှင်းကြော့ကြော့မော့မော့ဖြစ်အောင်နေထိုင်တတ်လာကြတယ်ဒါကကိုဟန်အမှုရာနဲ့နေထိုင်မှုပုံစံအဲ့ဒီလိုပဲအပြောအဆိုဒီမှာလည်းပဲနုညံ့တိမ်မွေတယ်ကြမ်းနဲ့တဲ့စကားတွေကိုပြောဆိုမှုကနေပြောင်းလဲသွားတယ်အစကတည်းကတိမ်တိမ်မွေ့မွေ့ပြောတတ်တဲ့လူဆိုရင်တော့ကြမ်းနဲ့တဲ့စကားတွေဖြစ်ပေါ်လာစရာမရှိဘူးအစကစိတ်တူစိတ်ဆက်တတ်တဲ့သူဖြစ်ရင်တော့မှစိတ်တူစိတ်ဆက်တာတွေတဖြည်းဖြည်းလျော့နေလာတယ်နူးညံ့သိမ်မွေ့တယ်ကြမ်းတဲ့စကားတွေမပြောတော့ဒီအပြင်မှာမိမိရဲ့စိတ်ကိုကသူတစ်ပါးအပေါ်မှာနော်ကုညီလိုတဲ့စိတ်တွေပေါ်ပေါက်လာတယ်လှူဒန်းလိုတဲ့စိတ်တွေစွန့်ကြဲလိုတဲ့စိတ်တွေပေါ်ပေါက်လာတယ်အထူးသဖြင့်တော့လောဘကြောင့်ဖြစ်တဲ့ရုပ်ဆိုးအကြီးတန်းနဲ့အပြုတ်အမူတွေမလုပ်ဖြစ်တော့နော်ရှားပါနေတယ်ခက်ခဲနေတယ်နော်ကြက်တဲနေတယ်ဆိုရဲအချိန်မှာလိုချင်နေဆိုရဲတောင်းတစိတ်ဆိုတာလူတိုင်းမှာရှိပါတယ်ဒါပေမဲ့လိုချင်တဲ့တောင်းတစိတ်ကနေအားကြီးတဲ့လောဘစိတ်ကိုပြောင်းလဲမသွားပဲနော်မိမိရဲ့ဘဝလိုအပ်ချက်တွေကိုဖြည့်ဆည်းလိုတယ်ဆိုရဲစိတ်ကလေးနဲ့ပဲတဖြည်းဖြည်းချင်းစူးစမ်းသွားတတ်တယ်ဒါကမကြခင်မှာကြီးပွားတိုးတက်တော့မဲ့သူတွေရဲ့ဇယိုက်ဗီဇသဘာဝဖြစ်တယ်ကို့မှာလိုအပ်ချက်ရှိနေတယ်နော်ဖြည့်ဆည်းရမယ့်အကြောင်းတွေလည်းအများကြီးရှိနေတယ်အဲ့ဒါကြောင့်မလို့မိမိဟာလိုလားတဲ့စိတ်တွေရှိနေပေမဲ့နော်လောဘကိုထိန်းနိုင်တယ်မတော်တဲ့လောဘမျိုးတွေအတ္တကြောင့်ဖြစ်ပေါ်လာတဲ့လောဘမျိုးတွေကိုသူ့ရဲ့အမှုအရာအမှုအကျင့်တွေမှာပေါ်ပေါက်မလာတတ်ဘူးအဲ့ဒီလူတွေဟာဘလောက်ပဲခက်ခဲကြက်တဲနေပါစေမကြခင်မှာပဲတဖြည်းဖြည်းချင်းကောင်းတဲ့အခြေအနေတစ်ခုကိုပြောင်းလဲလာတော့ဖြစ်တယ်နောက်တစ်ခုကဂတိကဝတ်နော်တိုးတက်တော့မယ်ကြီးပွားတော့မယ်ဆိုတဲ့သူတွေဟာဂတိတည်တယ်ဂတိကဝတ်ကိုပေးပြီးရင်ဖြစ်အောင်ဆောင်ရွက်တယ်ဆိုကြပါစို့ဒီပစ္စည်းလေးတစ်ခုကိုနော်ဘယ်နေ့မှလာပေးပါမယ်လို့ပြောပြီးငှားသွားခဲ့တယ်အဲ့ဒီငှားသွားပြီးပြန်ပေးမယ်ဆိုတဲ့နေ့မှာအရောက်ပြန်ပေးတယ်သူ့မှာစင်ကြေမရှိဘူးငါပြန်ပေးရမယ်သူ့ကိုဒီနေ့ပေးဖို့ပြောထားတယ်ပေးကိုပေးရမယ်ဆိုရက်စိတ်စောသူ့မှာအမြဲရှိနေတယ်လိုအပ်လို့သူတစ်ပါးရှိကအချိန်အခိုက်အတန့်တစ်ခုငွေကြေးအပြင်အကူအညီယူခဲ့ရင်လည်းပဲအဲ့ဒီနေ့အဲ့ဒီအချိန်မှာငါပြန်ပေးရမယ်ဆိုတဲ့အတွေ့ရင်ထဲမှာအမြဲရှိနေပြီးအဲ့ဒီအချိန်မှာသူရအောင်သူတစ်ပါးရှိကအကူအညီတောင်းထားတဲ့ငွေကြေးတွေကိုပြန်ပြီးတော့ပေးအပ်တယ်အဲ့ဒါလောက်ဆောင်ချက်တွေဟာသူ့သည်ကြီးပွားတိုးတက်တော့မယ်လက္ခဏာတွေပဲဖြစ်တယ်ဒါဟာတကယ်ပါတကယ်ကိုယုံကြည်ရတဲ့အခြေအနေတစ်ခုပါအဲ့တော့မိမိကလိုအပ်ချက်တွေရှိနေတယ်ဘဝမှာကြက်တဲနေတယ်နော်ငွေကြေးတွေလည်းကြက်တဲနေတယ်အဲ့ဒီလိုအချိန်ကာလမှာနံပါတ်1အရေးအကြီးဆုံးဟာ
ဆင်းရဲနေတယ်ဆင်းရဲတဲ့အတွက်စိတ်ပင်ပန်းနေဆိုပြီးတော့လူညှိုးနှွမ်းခြင်းမရှိအောင်နေထိုင်တတ်ရမယ်စိတ်ကလိုအပ်ချက်ရှိနေလို့ပင်ပန်းနေပေမဲ့ရုပ်ကတော့ညှိုးနှွမ်းခြင်းမရှိအောင်မိမိမှာရှိတာလေးနဲ့တန့်ရက်တင့်တယ်အောင်နေထိုင်ရမှာဖြစ်တယ်ငါမိသားစုအတွက်မပြည့်စုံသေးဘူးအဲ့ဒီကြားထဲမှာသူတစ်ပါးကိုတည်းငါလိုအပ်တာတွေမဖြစ်စည်းပေးနိုင်ဘူးမကူညီနိုင်ဘူးမစွန့်ကြဲနိုင်ဘူးဆိုရင်အဲ့ဒီလူဟာအချိန်နီးနီးကက်ကက်မှာပြောင်းလဲတိုးတက်ဖို့ခက်ပါလိမ့်မယ်မိမိမှာရှိနေတဲ့တဲကနေပဲတတ်အားတဲ့၍အကူအညီပေးတာမျိုးတွေပြုလုပ်ရမှာဖြစ်တယ်အဲ့တော့ဆရာမဟိုးတနေ့ကပြောခဲ့တဲ့အကြောင်းအရာလို့ပေါ့အချို့အရာတွေဟာငွေကြေးမဟုတ်တဲ့အရာတွေနဲ့တပါးသူကိုကူညီလို့ရတာတွေအများကြီးရှိတယ်ပေါ့နော်မိမိရမယ့်အခွင့်အရေးကိုတကယ်လိုအပ်နေတဲ့သူကိုပေးအပ်လိုက်တာမျိုးတွေနော်အဲ့ဒီလိုမျိုးတွေအကူအညီပေးတဲ့အမှုအရာအကျင့်စိတ်ဓာတ်အဲ့ဒီလိုအခြေအနေတွေဟာတကယ်ကိုပြောင်းလဲတိုးတက်လာတော့မဲ့လက္ခဏာတွေကိုဖော်ပြတာဖြစ်တယ်နော်ဆရာမရဲ့မိတ်ဆွေတယောက်ဆိုရင်အလွန်ကိုကြက်တဲတယ်အလွန်ခက်ခဲနေတယ်ဒါပေမဲ့ဆရာမကသူ့အမှုအကျင့်လေးတွေကြည့်တဲ့အခါကျတော့နော်သူ့မှာသွားဖို့လာဖို့လမ်းစရိတ်ကိုထောင်ဒါချင်းချိန်နဲ့သုံးနေရတဲ့အချိန်နော်အဲ့ဒီအချိန်မှာသူ့ဘေးမှာစားဖို့လိုအပ်နေလို့လာပြီးတောင်းတဲ့သူကိုသူ့ရဲ့ပတ်စံအိတ်အနွမ်းလေးတွေကနေပြီးကြည့်ပြီးတော့စဉ်းစားပြီးသူရတဲ့လောက်ကလေးသူပေးလိုက်တယ်အဲ့ဒီပေးလိုက်တဲ့အချိန်မှာလည်းပဲသူ့ရဲ့အမှုအရာတွေဟာတကယ်ကိုမေတ္တာစိတ်နဲ့ပေးလိုက်တယ်လို့ကိုယ်တိုင်မြင်လိုက်ရတယ်အဲ့တော့သူ့ကိုလေ့လာတဲ့အခါမှာသူကဆရာမရှိ မှာမဟုတ်ဘူးသူကဘာမှမဆိုနော်သူ့မှာရှိနေတဲ့တဲကနေဖဲ့ပြီးတော့ကိုညီတာမျိုးဒါမှမဟုတ်ရင်သူရမယ့်အခွင့်အရေးကိုမယူပဲအခြားသူကိုပေးလိုက်တာမျိုးအဲ့ဒီလိုစွန့်ကြဲခြင်းလှူဒန်းခြင်းစွန့်လွတ်ခြင်းဆိုတာမျိုးတွေကိုမကြာခဏလုပ်တာတွေ့ရတယ်။နော်ဆရာမသူ့ကိုကြည့်ပြီးတော့အော်သူဟာမကြာခင်မှာပြောင်းလဲတိုးတက်လာတော့မှာပါဒီလိုခက်ခဲကြက်တဲတဲ့ဘဝနဲ့သူအကြာကြီးနေရမှာမဟုတ်ပါဘူးလို့ဆရာမစိတ်ထဲကလည်းတွေးလိုက်တယ်အဲ့ဒီလိုပဲသူ့ကိုပြောပြလိုက်တယ်နော်ဒါလက္ခဏာတွေကိုကြည့်တာတော့ဆရာမကတော့မင်းဟာနော်မကြာခင်မှာအခြေအနေကောင်းတစ်ခုကိုပြောင်းလဲတိုးတက်မယ်လို့မြင်ပါတယ်သူကမေးတယ်ဆရာမကဇာတာကိုကြည့်ပြီးပြောတာလားတဲ့ဟုတ်တယ်ဇာတာကိုကြည့်ပြီးပြောတာလေမှန်တယ်သို့တော်လည်းပဲအမှုအရာနဲ့အလေးအထားကိုကြည့်ရင်လည်းပဲဘယ်အချိန်ကာလလောက်မှာပြောင်းလဲတိုးတက်နိုင်တယ်လဲသူဟာတကယ်ပဲလက်ရှိခက်ခဲနေတဲ့အခြေအနေကနေပြောင်းလဲတိုးတက်သွားမလားဆိုတာဆုံးဖြတ်ကြည့်လို့ရပါတယ်လို့ပြောလိုက်တယ်မကြဘူး2 နှစ်လောက်ကြာတဲ့အချိန်မှာပဲပြန်တွေ့တဲ့အချိန်မှာသူဟာမိတ်ဆွေကောင်းနေနဲ့တွေ့ပြီးတော့အဲ့ဒီမိတ်ဆွေကောင်းနေရဲ့အခုအညီနဲ့တော်တော်လေးကိုအစဉ်ပြေချောမွေ့နေပါလေမိတ်ဆွေကောင်းနေနဲ့ဘာလို့တွေ့ရလဲဆိုတော့သူကရှေ့ကဆရာမပြောတယ်လို့ဂတိတည်သူ့မှာအခက်အခဲရှိလို့သူလိုအပ်နေတဲ့ငွေကိုတပားသူရှေ့ကနေသူအကူအညီယူလိုက်တယ်အဲ့ဒီယူလိုက်တဲ့ငွေကြေးကိုပြန်ပေးပါမယ်ဆိုရဲအချိန်ရောက်တဲ့အချိန်မှာသူမပေးနိုင်ခဲ့ဘူးဒါပေမဲ့ငါမှမရှိသေးလို့ပါနော်စောင့်မအောင်လို့သူသွားမပြောဘဲနဲ့သူ့မှာအစဉ်ပြေရာကိုအစဉ်ပြေအောင်လုပ်ပြီးတော့နော်အဲ့ဒီလိုလုပ်ပြီးတော့အဲ့ဒီငွေကိုပြောထားတဲ့အချိန်မှာသွားပေးတယ်အဲ့ဒီမိတ်ဆွေစီကပဲနောက်1 လလောက်နေတော့နောက်တစ်ချိန်ကိုညီတောင်းတယ်နောက်တစ်ခါအဲ့ဒီလိုပဲပြောတဲ့ရက်ပေးတယ်အဲ့တော့အဲ့ဒီမိတ်ဆွေကမြောက်များစွာသောငွေကြေးတွေရင်းနှီးမြှုပ်နှံမှုသူ့ကိုယုံကြည်ပေးလိုက်တဲ့အတွက်
အဲ့ဒီပေးလိုက်တဲ့ငွေကြေးတွေကနေယင်းနှမြုပ်နှံပြီးသူအဆင်ပြေသွားတယ်တဲ့ဒါသူပြောပြတာပါနော်အဲ့တော့ဆရာမပြောချင်တာကအားလုံးကကြီးပွားတိုးတက်တော့မဲ့သူတွေဟာမိမိရဲ့စိတ်အစဉ်ကိုပြောင်းလဲစေပါတယ်ပြောင်းလဲလာပါတယ်အဲ့တော့ပြောင်းလဲအောင်လဲစ조사ဆောင်ရွက်ကြပါလို့အဲ့ဒီလိုပြောချင်ပါတယ်ဆရာမပြောပြသွားတာကဘဝတိုးတက်ကြီးပွားပြောင်းလဲတော့မဲ့သူတွေရဲ့လက္ခဏာနဲ့ပြောင်းလဲတိုးတက်အောင်မိမိကိုမိမိပြင်ဆင်ရမယ့်အခြေအနေလေးတွေကိုပြောပြပေးသွားတာပဲဖြစ်ပါတယ်အားလုံးကျမ်းမာချမ်းသာကြပါစေ